Hello Angela နဲ့ page မှာပြန်လည်ကြိုဆိုပါရစေ။မနေ့ကတော့ခွင့်လွှတ်ခြင်းနဲ့ပြန်လည်သင့်မြတ်ခြင်းအကြောင်းကိုနည်းငယ် sharing လေးလုပ်ပေးသွားတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ခဏလေးလွှတ်ချထားလိုက်ကြရအောင်ဆိုတဲ့အကြောင်းအရာလေးကိုအနည်းငယ် sharing လေးလုပ်ပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူတိုင်းကစိတ်ပင်ပန်းကိုယ်ပင်ပန်းဖြစ်လာရင်တေးသေးလေးကိုတောင်တီးမခံနိုင်တော့ပါဘူးเนาะအရင်ကတီးခံပေးနေကြအရာတွေလည်းအခုကျရင်ခံရခက်လာတယ်ကိုယ်စိတ်ကအလိုလိုနေရင်စိတ်တူနေတတ်တာဖြစ်ပါတယ်တခါတလေဆိုဒေါသမထိန်နိုင်ပဲပောက်ကွဲသွားတတ်တယ်ပြီးတော့မှငါအရင်နဲ့မတူတော့ဘူးလို့ကိုပြန်လဲဝေဖန်မိတာတွေလည်းရှိပါတယ်ဒီလိုခဏစိတ်တူအော်ဟစ်အပြစ်တွေမိတာတွေကတင်အရန်ပင်ပန်းနေလို့ပဲဖြစ်ပါတယ်တင်ပင်ပန်းနေတာကိုအနားယူခွင့်မရတဲ့အခါမှာတင့်ကိုနားလဲပေးမဲ့သူဝင်ကူညီပေးမဲ့သူမရှိတော့တဲ့အခါမှာတင်ကတပြေးပြေးနဲ့စိတ်အင်အားကျဆင်းလာမှာပဲဖြစ်ပါတယ်ဒါကတင်မားနေလို့မဟုတ်ပါဘူးเนาะတင်ကအရာရာကိုတယောက်တည်းထမ်းဖို့နေရင်တင်ရဲ့စွမ်းအင်တွေကုန်ခန်းသွားရတာပဲဖြစ်ပါတယ်။ဒါကဘာနဲ့တူလဲဆိုရင်ရေကန်လေးတစ်ကန်မှာရေတွေခန်းချောက်သွားသလိုပဲဖြစ်ပါတယ်။ရေတွေမရှိတော့တဲ့အခါမှာတခြားသူတွေကိုမျှဝေဖို့ဂရုစိုက်ဖို့တင်မှာဘာမှမကြံတော့ပါဘူးเนาะ။တင့်ကိုတင်တာအနိုင်ဖြစ်လာပါတယ်။တင်အတွက်စိတ်ရှည်သီးခံခြင်းဆိုတာဒီနေရာမှာဘာဝင်မနေပါဘူးเนาะ။ဘာဆိုဘာမှလည်းစိတ်ရှုပ်မခံချင်တော့ပါဘူး။အရာအလုံးကိုဖြစ်ချင်ရဖြစ်ဆိုပြီးလွှတ်ချခြင်းနေတဲ့စိတ်ကကိုယ့်ရဲ့နှလုံးသားထဲမှာကိန်းအောင်နေတာပဲဖြစ်ပါတယ်ဒီလိုအခြေအနေထိဖြစ်လာတယ်ဆိုတာကတင်ကိုယ်တိုင်ကတင့်ကိုယ်တင် view site ဖို့နေ့ရက်ပေါင်းများစွာလစ်လျူရှုခဲ့မိလို့ပဲဖြစ်ပါတယ်ဒါကြောင့်ဒီအခြေအနေမှာတင့်ကိုယ်တင်ပြန်ကြည့်ဖို့အရန်ကိုမှအရေးကြီးပါတယ်တင့်ကိုယ်တင်ပြန်သတိရလိုက်ပါငါကအနားယူဖို့လိုနေပြီလားငါခံစားချက်ကိုလက်ခံဖို့လိုအပ်နေပြီလားငါနှလုံးသားလေးကျန်းမာနေရဲ့လားငါကိုယ်ငါနားထောင်ဖို့ဂရုစိုက်ဖို့လိုအပ်နေပြီလားဆိုတဲ့မိကွန်းလေးတွေကိုကိုယ်တိုင်ပြန်မေးကြည့်လိုက်ရင်အရန်ကိုမှအဆင်ပြေမှာပါပြန်လဲသုံးသပ်ဖို့ရန်အတွက်လည်းအကြံပေးချင်ပါတယ်နော်တကယ်လို့များလိုနေပြီဆိုရင်သူ့ကိုပြစ်မထားပါနဲ့တော့တတိချာချာလေးကိုယ့်ရဲ့နှလုံးသားလေးကိုဂရုစိုက်ပေးဖို့လိုပါတယ်တင်ကိုတင်ဂရုစိုက်လာတဲ့အခါမှာတင်းရဲ့စိတ်ထဲမှာနေရာလွတ်လေးတွေရှိလာတတ်ပါတယ်အဲ့ဒီနေရာလွတ်ကလေးတွေမှာသူများကိုပြန်ပြီးတော့မှနားလည်ပေးလာနိုင်မှာပဲဖြစ်ပါတယ်စိတ်ရှည်ပေးလာနိုင်ပါတယ်စဉ်းစားမှုတွေလည်းပေးလာနိုင်ပါတယ်နော်ဒါကဘာလဲဆိုတော့ကိုယ့်အတွက်ကိုအမြဲအရေးတကြီးနဲ့ဖြည့်ထားတဲ့အရာတွေဟာပြည့်ရှံလာတဲ့အခါမှာသူများစီကိုပါစီးဆင်းသွားတတ်တာပဲဖြစ်ပါတယ်ဒါကြောင့်ကိုဂရုစိုက်တာဟာအတ္တဆန်ခြင်းလုံးဝမဟုတ်ပါဘူးနော်သူများကိုပို့ပြီးချစ်ခင်ကျင်နာဖို့အတွက်ကိုအရင်ဂရုစိုက်တတ်ရမှာပဲဖြစ်ပါတယ်နော်ဒီအတွက်အရန်ပင်ပန်းလိုက်ရင်ခဏလောက်ဖြစ်တင့်ကိုတင်အနာပေးလိုက်ပါတင်ကြိုက်တဲ့အရာလေးတွေကိုလုပ်ကြည့်ပါကော်ဖီလေးတစ်ခွက်လောက်တောက်ကြည့်လိုက်ပါဒါမှမဟုတ်လဲတကလေးထိုင်နေလိုက်တဲ့အခါမှာကိုယ့်ရဲ့စိတ်ငြိမ်သက်ရာကိုရမှာပဲဖြစ်ပါတယ်ဘာပဲလုပ်တင့်ကိုတင်အရင်ဖြည့်ဆည်းပေးလိုက်ပါနော်တင်ကိုယ်တိုင်ကအပြည့်နေမှသာသူများကိုလည်းအပြည့်အဝပေးနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်တင်ကအခုချိန်မှာအရင်ပင်ပန်းနေရင်ခဏလောက်ဖြစ်တင့်ကိုတင်ပြန်ဂရုစိုက်ဖို့အတွက်ရွေးချယ်ကြည့်လိုက်ပါစိတ်ညစ်စရာတွေအားလုံးကိုလွှတ်ပစ်ချခဲ့ပါနော်လူတိုင်းစိတ်ဖိစီးမှုများကင်းဝေးပြီးကျန်းမာပျော်ရွှင်ကြဖို့ရန်အတွက်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ Thank you